ဆယ်လီတွေပေါ်တဲ့နိုင်ငံမှာကျွန်တော်ရဲ့အခုကြည့်နေတဲ့သူရဲ့ပဲဆယ်လီဖြစ်ဖို့ရပဲကြံတော့တယ်အဲ့တော့စူးစမ်းကြပါမစနဲ့ကွာတကယ်တော့ကျွန်တော်တို့နိုင်ငံကြီးကနေတိုင်းကျင့်တတ်စရာကြီးပါဗျာအဲ့တော့ကျွန်တော်တို့နိုင်ငံကြီးပါနေရတာပျော်လားပျော်ရင်ပျော်တယ်လို့မှန်ခဲ့